လီဆာရဲ့ကောင်လေးကသူမကိုနမ်းပေမဲ့သူတို့ကြားမှာပလတ်စတစ်ကားတစ်ခုကိုခံထားရတယ်သူအိတ်တဲ့ခါမှာတော့သူတို့ကြားမှာခေါင်းတစ်လုံးကိုချထားရပါတယ်အကြောင်းရင်းကတော့လီဆာမှာစူပါပါဝါမရှိတဲ့အတွက်သူကသူမကိုအထင်သေးနေလို့ပါလီဆာလမ်းလျှောက်သွားတဲ့အခါတချို့လူတွေကပစ္စည်းတွေကိုလေထဲမှာပေါ်လောပေါ်အောင်လုပ်နိုင်တယ်တချို့ကပြန်တန်းနိုင်ပြီးတချို့ကရေကိုထိန်းချုပ်နိုင်ကြတယ်လမ်းပေါ်ကနေကောက်လာတဲ့လမ်းဘေးကြောင်တွေတောင်လူဖြစ်ပြောင်းလဲနိုင်ကြတယ်ဒီကဘာမှာလူတိုင်းဟာအသက်18နှစ်ပြည့်ရင်သူတို့ရဲ့စူပါပါဝါတွေနိုးကြလာကြပါတယ်ဒါပေမဲ့အခုလီဆာကအသက်25နှစ်ရောက်နေပြီဖြစ်ပေမဲ့ဘာကိုမှမခံစားရသေးပါဘူးအလုပ်အင်တာဗျူးတွေမှာလီဆာမှာစူပါပါဝါမရှိဘူးဆိုတာကိုအင်တာဗျူးသူသိလိုက်တာနဲ့သူမကိုချက်ချင်းပဲပယ်ချလိုက်ကြတယ်အဲ့ဒီညလီဆာအိမ်ပြန်ရောက်တဲ့အခါသူတို့ကသူမညီမလေးရဲ့18နှစ်ပြည့်မွေးနေ့ပွဲကိုကျင်းပနေကြတယ်ဒါကသူမညီမလေးရဲ့စူပါပါဝါတွေဒီနေ့မှာနိုးကြလာတော့မယ်ဆိုတဲ့သဘောပါဖျောင်းတိုင်မီတွေမှုတ်ပြီးတဲ့နောက်ညီမလေးကသူမမှာဘာစွမ်းအားမရှိနေတယ်လို့မခံစားရဘူးလို့ပြောပါတယ်အမေဖြစ်သူက TV ကိုစိတ်နဲ့ဖွင့်ကြည့်ဖို့ပြောပါတယ်သူမက TV ဘက်ကိုလက်ဝဲရမ်းလိုက်ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးအဖေကလည်းစိတ်ကိုစူးစိုက်ကြည့်ဖို့ပြောပေမဲ့ဒါလည်းအလုံးမဖြစ်ခဲ့ပါဘူးညီမလေးဘယ်လောက်တောင်စိတ်ပြက်နေလဲဆိုတာကိုမြင်တော့လီဆာမနေနိုင်ပဲနင်းနဲ့ရလိုက်မိတယ် Take a few days or weeks or wanted it today. Oh no, oh, I'm playing the world's smallest violin. ညီမဖြစ်သူကဒေါသထွက်သွားပြီးသူမခန်းထဲကိုစောင့်အောင်ဝင်သွားပါတယ်မကြခင်မှာပဲသူမခန်းထဲကနေအော်ဒန်တစ်ခုထွက်ပေါ်လာတယ်တကယ်တော့လီဆာရဲ့ညီမလေးဟာသူမရဲ့အမခန်းစူပါပါဝါကိုနိုးကြသွားခဲ့တာပါသူမကရေခဲတစ်တာတကားကိုအားဆိုင်စရာမလိုပဲမှတင်နိုင်ခဲ့တယ်လို့ဆိုဖာပေါ်မှာထိုင်နေတဲ့အမေဖြစ်သူကိုတော့မှယူနိုင်ခဲ့ပါတယ်လူတိုင်းကသူမအတွက်စိတ်လှုပ်ရှားဝမ်းသာနေခဲ့ကြပေမဲ့လီဆာကတော့နာကျင်မှုကိုသာခံစားနေရပါတယ်လီဆာအိမ်ထဲကနေတယောက်တည်းထွက်လာခဲ့ပြီးနှစ်သိမ့်မှုတစ်ခုခုများရမလားဆိုတဲ့မျှော်လင့်ချက်နဲ့သူမရဲ့ချစ်သူဟောင်းစီကိုသွားခဲ့ပါတယ်ဒါပေမဲ့အထဲကိုရှောက်ဝင်သွားတဲ့အချိန်မှာပဲအဲ့ဒီမှာထိုင်နေတဲ့လားပါတဲ့မိန်းကလေးတယောက်ကိုသူမတွေ့လိုက်ရတယ်တကယ်တော့သူမရဲ့ကောင်လေးကလီဆာမျက်စိရှိမှတင်စူပါပါဝါရှိတဲ့မိန်းကလေးတယောက်နဲ့တိတ်တဆိတ်တွဲနေခဲ့တာပါသူတို့ကအချင်းချင်းချစ်ခင်ချင်တာမှုတွေကိုပြသနေခဲ့ကြတယ်အဲ့ဒါကလီဆာကိုပို့ပြီးမျှော်ရင်းချက်မဲ့သွားစေပါတော့တယ်